မန်လေးရောက်တော့ကားလိုက်ဝယ်ပေးပါဆိုပြီးအကူကြီးတောင်းလို့ပေါ့နော်ပြန်ရောင်းရင်မျက်မဲ့ဇီလီနဲ့ကျွန်တော်ကိုယ်တိုင်ရှာပြီးတော့ဝယ်ပေးလိုက်ပါတယ်ဒီကိုရီးယားပြင်းဝင်ရပါကျွန်တော်ရန်ကုန်မှာကားရှာခိုင်းမှုအတွက်စီစဉ်ပြီးတော့မှာပေါ့နော်ကျွန်တော်မန်လေးရောက်နေဆိုတာလေးသိတဲ့ခါကျတော့ခွင့်ခါတင်တုံးလေးမန်လေးမှာကားလိုက်ရှာပေးပါဆိုပြီးအကူကြီးတောင်းလို့ကျွန်တော်ကိုယ်တိုင်လိုက်ဝယ်ပေးလိုက်တာဖြစ်ပါတယ်ကားလေးကမာစတာလေးပါ2000ခွန်မော်တယ်မန်နျူယ်လေးကိုမှမန်လေးလိုင်စင် 1K နံပါတ်လေးနဲ့ဖြစ်ပါတယ်ဒီကောင်လေးလက်ရှိမန်လေးမှာဆိုလို့ရှိရင်3400တပတ်လက်လောက်ထိအယောင်းဝယ်လောက်ကြရဲဆိုပြီးကျွန်တော်ကတော့360ပေါ်ပေါ်လေးနဲ့ပဲကျွန်တော်ဝယ်ပေးလိုက်တာဖြစ်ပါတယ်ကားလေးကအချီကန်အရန်ကောင်းပါတယ်အတိုက်ခိုက်အယိုးအစစ်လုံးဝလွတ်တယ်ရှင်းတယ်ပြန်စည်းမပါဘူးပေါ့နော်တစည်းလုံးအော်ကျော်အော်စပေါ့အော်ချိတ်နဲ့တစည်းလုံးကောင်းတဲ့ကားလေးမို့လို့ကျွန်တော်ကိုယ်တိုင်လည်းရင်ထဲရောက်တယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တဲ့ကားလေးမို့လို့ပေါ့နော်ကျွန်တော်ဝယ်ပေးလိုက်တာပါဒီကားလေးကအဆွေးအများဆုံးနေရာတွေဖြစ်တယ်ပေါ့နော်ခြေကျော်ခြေကြတွေရှော်ပေါင်းခွင်းတွေအရှိ nose cat joint တန်းတွေပေါ့နော်အဲ့နေရာတွေမှာအစားပေါ့နော်တန်ကြီး support လုံးဝမရှိဘဲနဲ့ဖွေးတန့်ပြီးရှင်းနေတယ်ပေါ့နော်ကားလေးတကယ်ကိုကောင်းတယ်ကျွန်တော်တို့ပေါ့နော်ဒီလိုကားမျိုးဒီလိုဂျောမျိုးပေါ့နော်ဒီလိုဈေးနဲ့နောက်တစ်ချိန်ရဖို့ဆိုတာလဲကျွန်တော်ထင်တော့မလွယ်တော့ဘူးကျွန်တော်ကိုယ်တိုင်ရင်ထဲရောက်တယ်ကျွန်တော်အဝယ်တွေရလဲပေါ့နော်သူတို့ကိုယ်တိုင်လဲကြိုက်တဲ့ခါကျတော့ကျွန်တော်ကိုယ်တိုင်ပဲပေါ့နော်ဒီရောင်းတဲ့ customer ကိုအဝယ်အရှင်းမှာပဲကျွန်တော်ကိုယ်တိုင်ဈေးတခြားစစ်ပေးတယ်စစ်ပေးလို့အဆင်ပြေတဲ့ခါကျတော့ကျွန်တော်ကိုယ်တိုင်ပဲစာချုပ်ချုပ်ငွေချေပြီးတော့မှတောင်းဝင်အပြည့်အဝယူပြီးကျွန်တော်ဝယ်ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာဆိုတော့ပေါ့နော်ဒါကားကောင်းလေးကိုဈေးတက်တက်နဲ့ရသွားတယ်ပေါ့နော်ဒါပြင်းလို့ရအကိုတွေလည်းစစ်ချင်တယ်မလို့ကျွန်တော်မျှော်လင့်ပါတယ်ပေါ့နော်ဆိုတော့ကားကောင်းလေးနဲ့စီးပွားတွေအများကြီးတိုးပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုရေုံကြီးကြီးနဲ့ပေါ့နော်အယောင်းအဝယ်အကြတဲ့အမျိုးတွေအားလုံးကိုလည်းကျွန်တော်တကယ်ကျေးဇူးအများကြီးတင်ပါတယ်ကားနဲ့ပတ်သက်ပြီးတခုခုသိချင်တာရှိရဲဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုဒါရိုက်ဆက်ပေးပါခင်ဗျာကျွန်တော်က line အမြဲမသုံးပြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်မက်ဆီတို့ချက်ပေါက်တို့ကနေပို့ထားတဲ့စာလေးတွေကိုကျွန်တော်အခြေပြည့်မကြည့်နိုင်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်လိတ်ဟာမှုရှိသွားမှာဆိုလို့ပါခင်ဗျာဆိုတော့ကျွန်တော်ကိုရေုံကြီးနဲ့ပေါ့နော်ဒါအားကိုးကြတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုချမ်းပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲတတ်တာပါ